web exploitation ရဲ့နောက်ထပ် challenge တစ်ခုပေါ့နော်သူကဘာလဲဆိုရင် web gauntlet ပေါ့နော် gauntlet ဆိုတဲ့ကောင်2ပေါ့အဲ့တော့2ဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ် if the flag is not displayed on this challenge clear your cookie set by challenge may prevent the flag from displaying properly အဲ့တော့ဒီကောင်ကတော့ဗာပြောထားလဲဆိုဒီမှာတစ်ချက်ကကျွန်တော်တို့ challenge ပြီးသွားလို့မှ cookie မပေါ်သေးရင်တော့flag မပေါ်သေးရင်တော့ refresh လုပ်ဖို့ပြောထားတယ်ပေါ့နော် cookie တွေပါရှင်းပြီးတော့ refresh ပြန်လုပ်ရင်တော့ပေါ်နိုင်တယ်ဒါလေးတော့တစ်ချက်ပေါ့အဲ့တော့ this website looks familiar တဲ့ login as admin site ဒီဟာကို admin အနေနဲ့ login ဝင်နိုင်ရမယ်လို့ပြောတယ် filter ကျတော့ဒီဟာလို့ပြောတယ်အဲ့တော့ Bigo CTF 2021တုန်းကဟာပေါ့နော် web exploitation media level ins ကပါလဲဆိုတော့ I'm trying to make it a little bit less control sin the mini competition နည်းနည်းပိုခံအောင်လုပ်ထားတယ်ဆိုရင် is fader separator speed and not fader speed ကိုတော့ fader လုပ်ထားတာမရှိဘူးတဲ့ only one round this time and when you beat it the flag will be in fader.php အဲ့တော့ flag ကတော့ fader.php ထဲမှာထွက်မယ်လို့ပြောတဲ့သဘောပေါ့နော် length component လည်းရှိတယ် SQLite as you like ပေါ့နော် as you like ဆိုတော့ဒီ database ကိုသုံးတာကိုပြောထားတယ်ဖြစ်နိုင်ခြေကအတွက်ကျွန်တော်တို့ website ကိုဝင်ကြည့်မယ်ပြီးရင်သူက fader လည်းဝင်ခိုင်းတော့အဲ့ဒါလည်းကြည့်ကြည့်မယ်အဲ့တော့ fader SQLite injection အဲ့တော့သူနာမည်ကပြောပြီးတော့ဒီ as you like injection challenge လို့ပြောထားတယ်အဲ့တော့ as you like injection ဒီကတော့ SQL injection နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့စမ်းရမှာပေါ့အဲ့တော့ဒီမှာ fader.php မှာဗာပြောထားလဲဆိုတော့ overall fader လောက်ထားတယ် and true false union like equal to စသဖြင့်ပြီးရင်ဒီကျွန်တော်တို့ semicolon တို့ dash dash တို့ comment ပိတ်တဲ့ဟာပြီးရင် admin ဆိုတဲ့စကားလုံးကိုလည်း fader လောက်ထားတယ်လို့ပြောတယ်ဆိုတော့ဟုတ်ကျွန်တော်တို့မှာ admin လို့ရိုက်လိုက်မယ် password ကိုလည်း admin လို့ရိုက်လိုက်အဲဆို fader ထဲမှာပါတယ်အဲ့တော့ admin ဆိုတဲ့ဟာကိုရိုက်ခွင့်ကိုမပေးဘူးပြောတယ်သူကadmin နဲ့ဝင်ဖို့လည်းပြောတယ် admin ကိုလည်း fader လောက်ထားတယ်ဆိုတော့ကျွန်တော်တို့အဲ့ fader ကို bypass လုပ်ဖို့လိုတာပေါ့နော်အဲ့ fader ကို bypass လုပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကြည့်ပုံမှန်အတိုင်းကျွန်တော်တို့ SQLite ပုံမှန်တိုင်း injection ဆိုလို့ရှိရင်တော့ထားပါတော့1 or အမိုးလည်းဒီတိုင်းပဲပေါ့နော် or 1 equal 1ပေါ့နော်ဒါဆိုရင်အဖွင့်ပိတ်နဲ့တခါတည်းအလုံးလုံးသွားနိုင်တယ်အဲ့တော့ဒီမှာကျတော့ or ဆိုတဲ့စကားလုံးပါနေပြီ filter ထဲမှာ or ဆိုတဲ့ကောင်ပါလို့မရဘူးဒီ admin ဆိုတဲ့ဥစ္စာကိုမရဘူးဆိုရင်ကျွန်တော်အဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲ source code မှာပါပြောထားသေးတယ်ဘာမှထူးခြားတာမရှိဘူးเนาะဒီ font တစ်ခုပဲရှိရဒါကိုကျွန်တော်တို့ bypass ကြော်နိုင်မှာရအဲ့တော့ bypass ဘယ်လိုကြော်ကြမလဲပေါ့အဲ့တော့ SQLite ဆိုတော့ကျွန်တော်တို့ကဒီပထမဦးဆုံး user လို့ရိုက်လိုက်မယ် sign in လုပ်ကြည့်လိုက်မယ်ဒါဆိုရင်တော့ admin မဟုတ်ဘူးဆိုပြီးတော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ SQL ဒီမှာဟိုဟာလေးထွက်လာတယ်เนาะအဲ့တော့ဒါလေးကိုတစ်ချက် copy ယူလိုက်ပြီးတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့တော့သူကဘာပြောလဲဆိုတော့ select username and password from user ဆိုတဲ့ table တွေကနေ username password ဆွဲထုတ်တယ် where username equal to user and password equal to user ဒါကျွန်တော်တို့ရိုက်ထည့်လိုက်တဲ့ username ကလည်း user password ကလည်း user ဆိုပြီးကျွန်တော်ရိုက်ထည့်လိုက်တဲ့ဟာအဲ့တော့ဒီနေရာမှာ admin ဖြစ်ရမှာပေါ့နော်အဲ့ဒီနေရာမှာ admin ဖြစ်ဖို့ကြတော့ကျွန်တော်တို့ဘယ်လိုရေးမလဲဆိုတော့အခုဒီလို admin လို့ရေးလိုက်ရင်မရဘူးမရတော့ဒီ SQL မှာကျွန်တော်တို့ကဘာခံလို့ရလဲဆိုတော့ concatenate ခံတယ်ဆိုတာရှိအဲ့တော့ SQL con concatenate
concatenate ဆိုတာတစ်ခုနဲ့တစ်ခုပေါင်းတာပေါ့နော်တစ်ခုပေါင်းတဲ့ဥစ္စာလေးပေါ့ sequence concatenate ပါရှိလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အဲ့တော့ sequence concatenate ကဘာနဲ့လုပ်လို့ရလဲဆိုတော့ plus operator and concat ws ဆိုပြီးတော့ရှိတယ် w3 square ဟာလေးပဲဖြစ်ပြီကြည့်လိုက် concatenate ဆိုတာဒါ join လုပ်တာပေါ့နော်နှစ်ခု join တဲ့ဥစ္စာအဲ့တော့ဒီလို string တွေအကုန်လုံး concatenate လုပ်မယ်ဆိုရင်ဒီမှာတော့ plus operator နဲ့ရတယ်တဲ့ပြီးသွားရင် concatenate ကိုကျွန်တော်ဘာနဲ့လုပ်လို့ရသေးလဲဆိုတော့ concatenate as ynd concatenate sampler ဘာတွေရှိတယ်เนาะကြည့်လိုက်ဒီကောင်ရှိတယ် sequence define concatenation operator ကိုကျတော့ pipe ပေါ့နော် pipe လေးနှစ်ချောင်း and လေးနှစ်ခု which join two distant string into one value အဲ့တော့ဒီကောင်လေးရှိတယ်ဆိုတော့ကျွန်တော်တို့အဲ့ကောင်လေးထည့်ပေးပြီးတော့စမ်းကြည့်မယ်ဆိုတော့အရင်ဆုံး admin လို့ရေးလိုက်မယ်ပြီးသွားရင် ADM ရဲ့ရှေ့က ADM ဆိုတဲ့ string ရဲ့နောက်က IN ဆိုတဲ့ string ရဲ့ကိုကျွန်တော်တို့က pipe နဲ့ join မိလိုက်မယ်အဲ့တော့ဒီ pipe ကိုတီးဖို့ကျွန်တော် pipe ကိုကျွန်တော်တို့ကတီးတန့်လေးဒီလိုရေးပေးမှရ sorry တော့ဒါလေးကိုကျွန်တော်တို့ကဒီမှာ copy ယူပြီးတော့ခုနဒီနေရာမှာဒါထည့်လိုက်တာပေါ့နော် admin ADM ဆိုတဲ့စကားလုံးတစ်လုံးဖြစ်သွားတယ်ပြီးသွားလို့ရှိရင် IN ဆိုတဲ့စကားလုံးတစ်လုံးဖြစ်သွားတယ်ဂျားရဲ့အဲ့နှစ်ခုကို join မယ်လို့ပြောလိုက်တယ် join လိုက်တာ admin ဖြစ်သွားပြီ password ကတော့မသိဘူးအဲ့တော့ကျွန်တော်တို့ sorry အဲ့တော့ဒီကောင် admin ရဲ့ password က admin နဲ့ကျွန်တော်ရေးလိုက်မယ်ပြီးသွားရင် sign ရအောက်က admin ကြောင့်ကျွန်တော်တို့ကမရဘူးအဲ့တော့ဒီကောင်ကိုဒီတိုင်းထည့်မယ်password 1 2 3လို့ထည့်လိုက်မယ် sign ရအဲ့ဒါဆိုရင်ဒီပုံစံဖြစ်သွားပြီfilter တော့မဖြစ်တော့ဘူးဒါပေမဲ့ admin တော့မဟုတ်သေးဘူးလို့ပြောတယ် ADMIN ရဲ့ password ကမမှန်သေးဘူးအဲ့တော့ကျွန်တော်တို့ဒီ password ကိုကျွန်တော်တို့ဘယ်လိုကြော်ကြမလဲပေါ့နော် bypass ကြော်ဖို့လိုတယ် bypass ကြော်ဖို့လိုတော့ကျွန်တော်တို့ကဒီ sequence မှာပါရှိလဲဆိုတော့ဒီ password နေရာလေးမှာကျွန်တော်တို့ကတစ်ခုခုဝင်လာဖို့လိုတာပေါ့နော်အဲ့တော့ဒီနေရာလေးမှာဥမာထားပါတော့သူတို့ရဲ့ဟိုဟာရှိတယ် A ပေါ့ A ထည့်လိုက်မယ် A ပြီးတော့သူပါရှိလဲဆိုတော့ is not ဆိုတာရှိတယ် A က is not ဆိုတာဘာလဲဆိုလို့ရှိရင် not equal လို့ပြောတာပေါ့နော် is ဆိုလို့ရှိရင် equal ပြီးသွားလို့ရှိရင်နောက်က B နဲ့ဒီလိုရေးလိုက်ဒါဆိုရင်ဒီလိုပုံစံဖြစ်သွား A က B နဲ့မညီပါဘူးဆိုတဲ့ပုံစံပေါ့နော်ကျွန်တော်တို့ရေးရမယ်အဲ့တော့ဒါကငကူတွေကရှိတဲ့ကောင်ဒီရှေ့ရဟာကလည်းငကူတွေကရှိရကောင်တော့ကျွန်တော်တို့ဒီဟာလေးကိုကူအောင်ဒါလေးကိုကျွန်တော်တစ်ချက် copy ကူးပြီးတော့စမ်းကြည့်ဒီကောင်က ADM ဒါရှေ့ string ကိုပိတ်လိုက်တယ်ပြီးရင် pipe ခံလိုက်တယ်ပြီးတော့လို့ရှိရင် IN ထည့်လိုက်တယ်ဟုတ်ပြီပြီးတော့ရင်ခုနက is not ကိုထည့်လိုက်တယ်ပြီးရင် sign ရလို့ကြည့်ဟုတ်နော်ဒါဆို congrats you won the checkout data အဲ့တော့ဒီမှာဖြစ်သွားတဲ့ပုံစံရှေ့က AD ရဲ့ ADM ရဲ့ IN ရဲ့ဆိုတဲ့ဟာက admin ဆိုတဲ့ပုံစံဖြစ်သွားတယ်နှစ်ခုပေါင်းလိုက်တော့ password ကကြတော့ကျွန်တော်တို့က filter လုပ်လိုက်တယ်အမှန်တကယ်ဆိုရင်တော့ဒီပထမ stream မှာတင်ကျွန်တော်တို့က comment ပိတ်တာတို့ဖြတ်တာတို့လုပ်လို့ရရင်တော့ရတယ်ဒါပေမဲ့ filter မှာကျတော့ဒီမှာ comment ပိတ်တဲ့ဟာတို့ဒီ comment တို့ဒါတို့ပြီးသွားလို့ရှိရင်ဒီ termination ပေါ့ဒီ query termination အဲ့ဒါတွေကထည့်မရဘူးဖြစ်နေအဲ့ဒါကြောင့်ကျွန်တော်တို့ဒီတိုင်းစမ်းကြည့်လိုက်တာဒါဆို congrats ဖြစ်သွားပြီဆိုရင်သူကပြောတယ်ဒီ filter.php ကို refresh လုပ်ပါဆိုကျွန်တော် refresh လုပ်ကြည့်လိုက်မယ်ဒါဆိုရင်အဆင်ပြေသွားပြီ filter ကဒီကောင်လေးကို filter ခံတာသူ filter ရေးထားတဲ့ပုံစံလေးပေါ့အဲ့တော့ flag ကဒီကောင်လို့ယူဆတယ်ကျွန်တော် copy ယူပြီးတော့စမ်းကြည့်လိုက်မယ် submit
Okay ဒါဆိုရင် challenge solve ဖြစ်သွားပြီအဲ့တော့ဒီ challenge လေးမှာတော့ SQL injection ရဲ့နောက်ထပ်ဒီ login တွေကို bypass လုပ်တဲ့အချိန်မှာပေါ့ bypass လုပ်တဲ့အချိန်မှာသူ filter ရှိရင်ဒီ filter ကိုဘယ်လိုထပ်ပြီးတော့ကျွန်တော်တို့ bypass လုပ်လို့ရလဲပေါ့နော်အဲ့တော့သူထားထားတဲ့ filter သူပေးထားတဲ့ keyword တွေကနေလွတ်အောင်ကိုကဘယ်လိုကြော်ပြီးတော့ login ဝင်လို့ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့မှတ်လို့ရတယ်နော်အဲ့တော့ဒီနေရာမှာတစ်ခါကြရင်ဒီကျွန်တော်တို့ပုံမှန် keyword ပေါ့ပြောမယ်ဆိုရင်စကားလုံးတွေမဟုတ်ဘဲနဲ့ဒီလို sample လေးတွေရှိတဲ့ဥစ္စာလေးတွေကိုလည်းဒါဘုဒ္ဓတာအနေနဲ့မှတ်ထားတယ်ဆိုလို့ရှိရင်အဆင်ပြေနိုင် Okay ပါဒါဆိုလို့ရှိရင်ဒီ challenge လေးကိုဖြည့်ကြည့်ပါအဆင်ပြေမယ်လို့ယူဆပါတယ်နောက်ထပ် challenge တွေမှာလည်းထပ်ပြီးတော့တွေ့ပါမယ်ခင်ဗျာ